ဒီနေ့ကျွန်တော်တို့ခံယူမဲ့နှုတ်ကပတ်တော်ရဲ့ခေါင်းစဉ်က The Secret Visit မထင်ရှားတဲ့လေပတ်ခြင်းဒီခန်းထဲမှာကျွန်တော်တို့တယောက်မိသားအဖွဲ့စကားပြောဖို့ချိန်လည်းတိတ်မရှိဘူးတောက်လျှောက် back to back နှုတ်ကပတ်တော်ခံယူနေတယ်3ရက်တာဒီနေရာမှာကျွန်တော်တို့နေခြင်းဟာ incubation လို့ခေါ်တဲ့ဥဝရာကာလလို့အကောင်ပေါက်ပြီးအတောင်စုံပြီးပြန်တန်းပြီးဘုရားရဲ့ခေါင်းကြီးတွေရမဲ့နေ့ရက်တွေလာတော့မှာဖြစ်ပါတယ်ဒီ3ရက်ကိုတင်းရဲ့အချိန်နာကြီးငွေကြေးတင်းရဲ့စွမ်းတက်တိလုပ်နေတဲ့အလုပ်တွေအားလုံးထားခဲ့ပြီးတော့မှတင်လာတာအရှုံးမရှိစေရဘူးဟာလေလုယာအကျိုးကြီးလာပါတယ်အာမင်ရိတ်သိမ်းခြင်းလာတော့မှာဖြစ်ပါတယ်လက်ခုပ်တီးလက်အတီးပြရအာမင်ထင်ရှားတဲ့အရာမှန်သမျှအားလုံးဟာမထင်ရှားတဲ့အထက်ကနေထွက်ပေါ်လာပါတယ်နိုင်ငံတော်အဆင့်ဥပဒေတွေပြဋ္ဌာန်းတဲ့အခါမှာအောက်လွတ်တော်အထက်လွတ်တော်အထူးသဖြင့်နိုင်ငံတကာမှာเนาะဒီကလေးသူငယ်နဲ့ပတ်သက်တဲ့နော်ဥပဒေဒါမှမဟုတ်ရှင်ကျန်တဲ့ပညာရေးကျမ်းမာရေးဒါတွေအားလုံးကိုအခန်းတစ်ခန်းထဲမှာဝင်ကြီးတွေကဆွေးနွေးတယ်နော်အ ਨੇ စုသောလူတန်း90တန်း100ရှိတဲ့နိုင်ငံအတွက်ကိုနော်တန်းနဲ့ချီမဆွေးနွေးပဲနဲ့ထိပ်သီးဆွေးနွေးပွဲတွေကနေပြီးတော့မှထင်ရှားသောမူဝါဒတွေထွက်လာပြီးထင်ရှားသောပြောင်းလဲမှုတွေဖြစ်လာတယ်ယနေ့ဘုရားရဲ့မျက်မှောက်ထဲမှာလူ1000လောက်စုဝေးနေတဲ့ဟာကတန်း1000လောက်ကိုပြောင်းလဲစေနိုင်မှာဖြစ်ပါတယ်အာမင်တော့ကျွန်တော်တို့မီလီယံနဲ့ချီပြီးတော့ပြောင်းလဲတဲ့တမိုင်းဝင်အမှုတော်ဆောင်တွေကတခြားလူတွေမဟုတ်ဘဲနဲ့ကျွန်တော်တို့လိုပခုံးတစ်ဖက်ကနေခေါင်းပေါက်ပြီးတော့လူဖြစ်လာတဲ့လူပဲဖြစ်ပါတယ်ရင်းဟတ်ဘွန်ကီမနေ့ကလည်းဆရာဂျိုကင်ပြောပြီးပြီရင်းဟတ်ဘွန်ကီကအာဖရိကတိုက်ကိုကင်လုတ်ခဲ့တယ်သူမီနီစီတောင်ပြောင်းလဲတာ80တန်း80ကျော်ပြောင်းလဲတယ်တန်း80ဆိုတာထိုင်းလန်နိုင်ငံတစ်ခုလုံးမှာရှိတဲ့လူဦးရေက82တန်းပဲရှိပါတယ်ဟာလေလုယာလူတစ်ယောက်ကတနိုင်ငံကိုပြောင်းလဲစေနိုင်ပါတယ်လက်ခုပ်တီးလက်ဘုရားကိုချီးမွမ်းရအောင်1960နောက်ပိုင်းမှာအာဖရိကန်တွေကဘုရားကိုယုံကြည်လာတဲ့ခါမှာအရင်တုန်းကနတ်ကိုးကွယ်တုန်းကသူတို့သုံးပြုခဲ့တဲ့ music တွေဟာဘုရားကျောင်းထဲကိုဘုရားကိုကိုးကွယ်တဲ့နေရာတွေမှာရောက်ရှိလာတယ်အာမင်ကျွန်တော်အာဖရိကန်ကိုသွားပြီးတော့အာဖရိကကိုသွားပြီးတော့မှ pastor conference ကို Bishop Curtis နဲ့တူရောက်သွားခွင့်ရတယ်အဲ့မှာကျွန်တော်တို့သင်တန်းပေးခွင့်ရတယ်အဲ့မှာအာဖရိကန်တွေကသချင်းအရန်ဆိုတယ်တခါမှာတော့အဲ့က Bishop ရဲ့သားကဘွဲရတော့ဘွဲနင်းတဲ့ပင်ကိုကျွန်တော်တို့သွားပြီးဂုံပြုတော့ကိတ်ကိုခွဲတာမခွဲနိုင်ဘူးဖြစ်နေသူကတချင်းဆိုပြီးတော့မှ cutting cake ကိုသူတို့တချင်းလုပ်ဆိုရယ် cutting ဆိုဘက်ကနေစတော့သူက cutting cake ဆိုတာအမဲလိုက်တယ်လို့နော်ဒါသူကလိုက်ကြည့်တော့မှအဲ့ cake ကိုပဲကပြီးတော့မှနိုင်ဝက်လောက်ကပြီးမှ cake ကိုခွဲတာအဲ့လိုမျိုးဆိုတော့အကလည်းရန်ဝါသနာပါတယ်သူတို့ကတဲ့ကွက်တွေကတော့ဒီလို1 2 3 1အဲ့လိုလေးတွေသူတို့ကအရန်ချစ်စရာကောင်းတယ်ဒီနေ့ဒီရှေ့မှာကနေတဲ့ကလေးတွေကနော်ကြီးလာတဲ့ခါမှာ night club တွေမှာမကတော့ဘဲနဲ့ဖခင်เจ้าမှာပဲချီးမွမ်းမှာဖြစ်ပါတယ်ကျွန်တော်တို့ကအဲ့ဒီမျိုးနွယ်စုဖြစ်ပါတယ်အဲ့လိုအောင်ပွဲခံတော့ victorious generation ဖြစ်ပါတယ် amen we are history maker ဖြစ်တယ် amen ဒီနေ့မထင်ရှားတဲ့ຢာတွေကနေထင်ရှားသောຢာတွေဖြစ်လာတယ်ပထမဦးဆုံးယာကုပ်ကိုလေ့လာရအောင်ယာကုပ်ဟာနော်တကယ်ကိုသူကခြုံတိုးတဲ့သူသူကအရန်ကိုတိုးဝေပြီးတော့မှသူဟာ fighter ဖြစ်တယ်သူဟာဘယ်သူမှမကြောက်တဲ့သူဖြစ်တယ်သူဟာဖျားကောင်းကြီးပေးတဲ့အတွက်ဒါသူကတကယ်ပဲသူ့ဦးလေးက10ချိန်မကလိန်လည်ခဲ့ပေမဲ့ချမ်းသာကြွယ်ဝလာတော့သူဖြစ်တယ်ဒါပေမဲ့တညမှာတော့သူတယောက်တည်းရုန်းကန်ရတဲ့ချိန်တွေရှိပါတယ်ယနေ့ချစ်တော်မိတ်ဆွေကျွန်တော်တို့အပြင်မှာကြည့်ရင်တော့ပြုံပဲဒါပေမဲ့အိယာပေါ်ရောက်သွားတဲ့အခါတယောက်တည်းဖြစ်တဲ့အခါမှာရောက်ရက်ခတ်ပြီးတော့မှဘာလို့မှမသိတဲ့နေညတွေကြုံဘူးကြပါသလားဒါဆိုရင်တော့ဒီနှုတ်ကပတ်တော်ကျွန်တော်အတွက်ဖြစ်တယ်မိတ်ဆွေအတွက်ဖြစ်တယ်ကပ္ပဦးကျမ်းခန်းကြီး32အငယ်24ကနေ31မှာယာကုပ်တီတယောက်တည်းနေရ၍လူတဦးသည်မိုးလင်းသည့်တိုင်အောင်သူနဲ့လုံးထွေးလေ၏သူဟာသူ့မှာအချွေရံနေရှိပါတယ်သူ့မှာကြုံနေလက်ရှိတယ်သူ့မှာတော့သားသမီးတွေအများကြီးရှိတယ်အုပ်စုလိုက်သူတို့ခရီးသွားကြတယ်ဒါပေမဲ့တညမှာတော့သူတယောက်တည်းဘယ်သူမှကူလို့မရတော့တဲ့ညရောက်လာပါတယ်ဒီနေ့ချစ်တော်မိတ်ဆွေတင်းရဲ့အနားမှာရှိတဲ့သူတွေကတင်းကိုမတိနိုင်ပဲတင်းတယောက်တည်းလုံးထွေးရတဲ့ညတွေမှာဘုရားခင်ကတင်းကိုထိုညကနေစပြီးတော့မှယာကုပ်ဟာတက်တာပြောင်းလဲသွားတယ်လို့ယနေ့တင်းလုံးထွေးတဲ့ညကုံဆုံးသောနေ့ဖြစ်ပါစေအာမင်တင်းတယောက်တည်းအထီးကျန်ဆန်တဲ့ဘဝပြီးဆုံးသွားသောနေ့ဖြစ်ပါစေအာမင်ထိုသူသည်မိမိမနိုင်မှန်းကိုသိလျင်ယာကုပ်ပေါင်ချံကိုထိုး၍လုံးထွေးစဉ်တွင်ပေါင်စစ်ပြုတ်လေ၏ထိုသူကလည်းငါ့ကိုလွတ်ပါမိုးလင်းစေရှိပြီဟုဆိုလျင်ယာကုပ်ကကိုတော်သည်အကျွန်ုပ်ကိုကောင်းကြီးမပေးလျင်မသွားရဟုဆို၏အဲ့ဒီကိုတော်ကောင်းကြီးမပေးရင်ကျွန်တော်ကိုမထားခဲ့နဲ့လို့ပြောတဲ့စကားကိုပဲချိန်မှာသူပြောလဲဆိုတော့သူ့ပေါင်ချံအစ်ပြုတ်သွားတဲ့ချိန်မှာသူပြောတယ်ဆိုလိုတာကသူလှုပ်လို့ရသမျှအားလုံးလှုပ်ပြီးလုံးထွေးလို့ရသမျှလုံးထွေးပြီးသူစုပ်ကန်လို့ရသမျှစုပ်ကန်ပြီးတဲ့အချိန်မှာဘာမှသူမရနိုင်တော့ပဲဒုက္ခိထဖြစ်သွားတယ်
အဲ့ဒီချိန်မှာမှသူကကိုတော့ကျွန်တော်ကိုခေါင်းကြီးမပေးပဲမလွတ်ပါနဲ့လို့ပြောတယ်ချစ်တော်မိတ်ဆွေနော်တုတ်တန်ကျမ်းထဲမှာပညာကိုတဲ့စောစီးစွာရှာပါတဲ့ကျွန်တော်တို့ကတခါလိမ့်မှာနော်ယောဂဆိုရင်လေယောဂရင့်မှဆရာဝန်စီရောက်သွားတယ်အနဲ့ထွင်းရမယ့်ပစိန်နဲ့ထိုးရတယ်လို့ဖြစ်တယ်ဒီနေ့ဖခင်ကိုစောစီးစွာရှာရအောင်အာမင်အိမ်ထောင်မကြသေးတော့အိမ်ထောင်ပြုသောလူငယ်များအိမ်ထောင်ပြုပြီးမှအိမ်ထောင်ကိုရောကျွန်မမျိုးသားပြောင်းလဲစေပါကျွန်တော်မျိုးသားပြောင်းလဲစေပါလို့ဆုတောင်းမဲ့အစားမယူခင်ကလေးကဆုတောင်းရမှာဖြစ်တယ်ဟာလေလုယာဖခင်ကိုစောစီးစွာရှာဖို့ဖြစ်ပါတယ်အာမင်နာမစီကိုပြောဖခင်ကိုစောစီးရှာမယ်လို့ပြောရအောင်အာမင်အာမင်ဆက်ကြည့်အောင် next slide ထို့သူကတင်းရဲ့အမိကဘာတူလဲလို့မေးတဲ့အခါယာကုပ်ဖြစ်ပါတယ်လို့ပြောဆို၏ယာကုပ်ဆိုတာကလှည့်ပြားခြင်းလို့အဓိပ္ပာယ်ရတယ်။နောက်၌တင်းရဲ့အမိကိုယာကုပ်ဟုမခေါ်ရဣသရေလဟု၍ခေါ်ရမည်။အကြောင်းမူကားတင်သည်ဖျားသခင်နဲ့၎င်းလူနဲ့၎င်းမင်းကဲ့သို့ပြ၍နိုင်လေပြီဟုမိန့်တော်မူ၏။ကျွန်တော်နဲ့မိတ်ဆွေရဲ့ဖြစ်တည်မှုဟာယာကုပ်လိုကိုလုံးမကိုရကိုအတွက်ကိုပဲရှိတယ်။ကိုလုံးမကိုစားရတယ်။ငါတို့မလို့ဘယ်သူကလာကြွေးမှလဲလို့ကျွန်တော်တို့ကိုအားကိုတဲ့ဆိုပြီးတော့တစ်ဖက်ကနေဖះကိုအားမကိုတော့ပဲကိုယ့်အကိုစူးစားတဲ့ဘဝကနေအမျိုးမျိုးလဲပြားခံရတယ်ကိုကလည်းလဲပြားကိုလည်းလဲပြားလဲထွက်နေတဲ့ယာကုပ်ဘဝကနေနိုင်ငံတကာထူထောင်နိုင်တဲ့ဣသရေလဖြစ်သွားခဲ့တယ်။ဘယ်ချိန်မှလဲညတညမှာဖြစ်တယ်။သူနဲ့ဖះလူနဲ့တို့မကောင်းကင်နမန်တို့မဖះနဲ့သူလုံးထွေးတဲ့ညဟာသူ့အတွက်အနုလက္ခဏာနဲ့ပြောမယ်ဆိုတော့အဲ့နေရာစာပြီးသူကထော့နဲ့နဲ့ဒုက္ခိတဖြစ်သွားတယ်။ဒါပေမဲ့အဲ့ဒီဒဏ်ရာဒဏ်ချက်တွေကြားထဲမှာသူ့ဘဝဟာဘယ်တော့မှနော်လူဟောင်းတက်တောင်မရောက်တော့ပါဘူး။အာမင်။ဒီနေ့ကျွန်တော်နဲ့မိတ်ဆွေဒဏ်ရာတချို့ရှိလိမ့်မယ်။ယေရှုတောင်မှဒဏ်ရာဒဏ်ချက်ပါပဂတိပျောက်သွားလို့ရပေမဲ့ခြံထားတာကသောမတ်လိုဒဏ်ရာဒဏ်ချက်ကင်မယုံမဲ့သူတချို့ရှိနေတဲ့အတွက်ယေရှုကဒဏ်ချက်ကိုခြံထားတာဖြစ်ပါတယ်။ကျွန်တော်နဲ့မိတ်ဆွေယုံကြည်ခြင်းရှောက်လန်းတဲ့ချိန်မှာမကြာခဏတော့မဟုတ်အနည်းဆုံးတစ်ချိန်တော့ကျွန်တော်တို့ထိကြတယ်ဒဏ်ရာဒဏ်ချက်နဲ့ထောနေပဲလူတွေကရည်လိုက်မယ်တင်းကိုဘာလို့ဒီလူထောနေနေတာလဲကျွန်တော်တော့သိတယ်မိတ်ဆွေတော့သိတယ်အဲ့ဒီညတုန်းကဖခင်နဲ့လုံးထွေးရင်နဲ့ဖခင်ရဲ့ transformation ရောက်လာတာဖြစ်ပါတယ် hallelujah ပြင်သစ်နိုင်ငံကစာရေးဆရာတယောက်ကပြောလဲဆိုတော့စစ်မှုထမ်းဟောင်းတွေရဲ့ဒဏ်ရာဒဏ်ချက်တွေဟာတဲ့သူတို့ကိုနိုင်ငံတော်ကပေးဖို့မေ့နေတဲ့ရွှေတစိမ့်စုတွေပါတဲ့နော် reward တွေပါ medal တွေပါတဲ့ဒါကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့နာကျင်ခဲ့တဲ့ဒဏ်ရာတွေကြည့်ပြီးကြေကွဲဖို့မဟုတ်ပဲအဲ့ဒီဒဏ်ရာဒဏ်ချက်တွေဟာကျွန်တော်တို့ကိုယုံကြည်ခြင်းတိုးပွားစေမှာဖြစ်ပါတယ်ယေရှုကိုယုံလို့လိုက်လျှောက်လို့တင်တစ်စုံတစ်ခုကိုပေးဆက်ခဲ့တယ်ဆိုရင်ဒီလောကမှာအစတရားလို့ပြောပါတယ်အာမင်စင်ကူနိုင်ငံမှာကျွန်တော်အလုပ်ပထမအလုပ်ပဲကျွန်တော်ရှာတယ်ကျန်တဲ့အလုပ်တွေကကျွန်တော်ကိုပြန်ရှာတယ်ဆိုမမားပါဘူးဒါနဲ့ကျွန်တော်အမကပြောတယ် तू ကတနေ့ပြောတော့မှतू တရားဟောတဲ့ခါမှာထည့်ပြောတော့ကျွန်တော်အဲ့ချက်မှကျွန်တော်လည်းပြန်မှတ်မိတယ်တစ်ချိန်တခါတုန်းကမပြောပပေမဲ့မြန်မာနိုင်ငံကအလုပ်တစ်ခုကိုကျွန်တော်ကဖခင်နာမ၌ထားခဲ့လိုက်တယ်အလုပ်ပြုတ်တာမဟုတ်ဘူးထားခဲ့တာဘာလို့ဖို့လဲဖခင်မှုတော်ဆောင်ပဲဒါပဲကျမ်းစာအကြောင်းတက်ဖို့လဲခွင့်မရခဲ့ဘူးမှုတော်ဆောင်ဖို့လဲခွင့်လမ်းမရှိခဲ့ဒါပေမဲ့အလုပ်ကိုထားခဲ့လိုက်တယ်အဲ့ဒီတစ်ချိန်တခါထားခဲ့တယ်ဖခင်အရန်နှစ်သက်တဲ့ခါမှာကျွန်တော်အလုပ်ကိုခဏရှာစရာမလိုလိုအပ်တဲ့ခါတိုင်းမှာအလုပ်ကကျွန်တော်ကိုလာရှာတယ်အာမင်ဒီနေ့လောကမှာစိုက်ပျိုးသမျှအားလုံးကိုဘုရားကနိုင်ငံတော်နဲ့သူ့ရဲ့နာမအဖြစ်မိဘလေယာနံပါတ်အိမ်ယာတဘာဘာကိုစွန့်တယ်ကောင်းကင်မှာထားတော့တဲ့ဒီလောကမှာအစဘလောက်လဲအစတရားလက်ကုပ်တီးပါအစတရားအာမင်ယာကုပ်ကသူ့ကိုနာမည်ပြောင်းပေးလိုက်တဲ့ခါမှာထောနေပြီးထွက်လာပေမဲ့သူ့ဘဝတစ်ခုလုံးကပြောင်းလဲသွားတယ်ဣသရေလနိုင်ငံဖြစ်လာတယ်ကျွန်တော်နဲ့မိတ်ဆွေတညတာဖခင်နဲ့လုံထွေးတာကတဘဝစာပြောင်းလဲမှုရှိတယ်လို့ကျမ်းစာကသိရပါတယ်အာမင်ဒီနေ့ကျွန်တော်တို့ညတွေမှာညတာရှည်ပြီးဝမ်းနေပြီးကြေကွဲနေတဲ့ချစ်ရတော်မိတ်ဆွေများယနေ့ညဟာတင်ဘဝပြောင်းလဲတော်မင်းညဖြစ်ပါစေဒီနေ့ညမှာချစ်တော်မူသောသူအိပ်ပျော်တော်ခွင့်ပြတဲ့အတွက်နှစ်ချိုက်စွာအိပ်ပျော်ပြီးမနေ့မိုးလင်းတဲ့ခါမှာ Israel ဣသရေလဖြစ်တဲ့မတရားတော်သူများဖြစ်ဖျားရှင်ကောင်းကြီးပေးပါစေ We are no longer Jacob but we are blessed nation amen ကျွန်တော်တို့ဟာလက်ပြားတတ်တော်သူမဟုတ်တော့ဘဲနဲ့ညတွင်ချင်းပြောကြည့်ပါဦးညတွင်ချင်းညာရင်းချင်းမှာသူ့ရဲ့ဘဝတစ်ခုလုံးပြောင်းလဲသွားတယ်။ဒါကြောင့်ဖခင်နဲ့ဖက်တွယ်ပြီးဖခင်နဲ့မထင်မရှားတင်သွားလာခြင်းဟာထင်ရှားသောကောင်းကြီးတွေနဲ့ဘုရားခင်ကောင်းကြီးပေးမှာဖြစ်ပါတယ်။အာမင်။အဲ့ဒီနေရာမှာသူ့ရဲ့နာမတော်ကဘယ်သူလဲလို့မေးတဲ့အခါမှာငါ့ကိုမပေးနဲ့တဲ့။အဲ့ဒီနေရာမှာကောင်းကြီးပေးပြီးတော့ပေညေလားဟူ၍ယာကုပ်သမုတ်ပြီးအကြောင်းမူကားငါသည်ဘုရားခင်ကိုမျက်နှာချင်းဆိုင်၍ဖူးမြင်ရတော့လေအသက်ချမ်းသာပြီဟုဆိုသည်။နောက်တစ်ယောက်ကိုကြည့်အောင်။နောက်တစ်ယောက်ကတော့ဆက်သွားအောင်နော်နီကိုဒေမဖြစ်ပါတယ်နီကိုဒေနဲ့ပတ်သက်လို့ကျွန်တော်မဟောဘူးသိပြီးတော့သူများဟောတာလည်းသိမကြားဘူး
ဒါနဲ့နီကောဒင်ကြောင့်ကျွန်တော်ဘုရားခင်နှိုးဆော်တဲ့အတွက်ကျွန်တော်လိုက်ရှာဖတ်တဲ့အခါမှာကျမ်းစာလေးကိုကြည့်ရအောင်သူဟာယောဟန်ခန်းကြီး3အငယ်1ကနေကျွန်တော်တွေ့ရတဲ့သူတစ်ယောက်ဖြစ်ပါတယ်ယူဒလူတို့တွင်အရာရှိဖြစ်သောနီကောဒေမီရှိတဲ့ဖာရိရှဲတစ်ယောက်သည်ညအခါယေရှုထံတော်သို့လာ၍အရှင်ဘုရားကိုတော်သည်ပြတော်မူသောဤနမိတ်လက္ခဏာတို့ကိုဘုရားခင်ရဲ့အခွင့်မရှိလင်အဘယ်သူမျှမပြနိုင်သည်ကိုအကျွန်ုပ်သည်ထောက်၍ကိုတော်သည်ဘုရားသခင်အထံတော်မှကြွလာတော်မူသောဆရာဖြစ်ကြောင်းကိုသိကြပါဟုလျှောက်သောယေရှုကဒုတိယမွေးခြင်းမခံတော်သူမည်တကားဘုရားရဲ့နိုင်ငံတော်ကိုမမြင်ရဟုငါမှန်ကန်ဆိုသည်ဟုပြန်၍မိန့်တော်မူ၏ဒီနေရာမှာနီကောဒင်ကဖာရိရှဲဖြစ်တယ်ကျမ်းတက်ပုဂ္ဂိုလ်ဖြစ်တယ်အင်္ဂလိပ် version တချို့မှာဆိုရင်သူဟာ Council of Israel Churches ရဲ့သူက board member တယောက်ဖြစ်ပါတယ်သူကတကယ်ကိုအခုလို့ဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံ association နော် Baptist တွေ Assembly of God Roman Catholic Anglican တွေရဲ့ association တွေရဲ့နိုင်ငံတော်အဆင့် General Council level မှာရှိတဲ့ GC ဥက္ကဋ္ဌ GC တွင်းမှု GC နဲ့ဆိုင်တဲ့ General Council နဲ့ဆိုင်တဲ့အရာတွေမှာသူကအရာရှိတယောက်ဖြစ်တယ်နည်းနည်းရမဟုတ်ဘူးဒါပေမဲ့ညအခါမှာတော့သူဘုရားကိုလုံထွေးဖို့ယေရှုနဲ့ပွေဖက်ဖို့သူလူတွေတောင်မြင်မှာဆိုလို့သူကတိတ်ဆိတ်လေးနဲ့ညအခါမှာယေရှုစီကိုလာပါတယ်ဒီနေ့ချစ်တော်မိတ်ဆွေသင်ဟာကြည်လိုက်ရင်တော့သင်ဟာဘွဲ့တွေဒီဂရီအများကြီးနဲ့လူတွေယိုသေးရှင်ယိုသေးဖြစ်ကောင်းဖြစ်မယ်ကြည်လိုက်ရင်တော့သင်ဟာလူတွေကဂယုမဆိုင်တဲ့မင်းဟာနမင်ကိုကလှည့်ဖြားတော်သူပဲမင်းကငါမပေါင်းသိမ်းချင်ဘူးလို့ပြောတဲ့လူဖြစ်နေတယ်ဒါပေမဲ့ညတညမှာဘုရားနဲ့သူတို့ရဲ့ encounter ဘုရားနဲ့သူတို့ရဲ့နှစ်ဖူးတွေ့ခြင်းကဘဝကိုပြောင်းလဲစေတာဖြစ်ပါတယ်အာမင်နီကောဒင်ကကျမ်းတက်ပုဂ္ဂိုလ်ဖြစ်တယ်ဒုတိယမွေးခြင်းကြောင့်မေးတဲ့ခါမှာအပိုင်ငယ်၄ရောက်လာတဲ့ခါမှာနီကောဒင်ကအသက်ကြီးသောသူကဘယ်လိုလို့မွေးခြင်းကိုပြန်ခံလို့ရမလဲအမိဝမ်းထဲကိုဝင်ပြီးတော့မှမွေးခြင်းခံနိုင်ပြီလို့ဟုမေးလျှောက်တဲ့အခါယေရှုကရေနဲ့ဝိညာဉ်တော်မမွေးတော်သူတွေကဘုရားခင်နိုင်ငံတော်သို့မဝင်ရဟုငါမှန်ကန်ဆို၏ဇာတိပဂတိမွေးတော်ရာသည်ဇာတိပဂတိဖြစ်၏ဝိညာဉ်မွေးတော်ရာသည်ဝိညာဉ်ဖြစ်၏ဒုတိယမွေးခြင်းကိုခံရမည်ငါဟောပြောသည်ကိုမအံ့ဩနဲ့လို့မေးပါတယ်မိန့်တော်မူပါတယ်ဒီနေ့နီကောဒင်လို့ကျွန်တော်တို့ဘာသာကြီးတွေလေ့လာပြီးကျမ်းစာတွေဖတ်ပေမဲ့ညီတဲ့ချင်းမရတဲ့သူတွေရှိရဆိုရင်ညတညမှာယေရှုနဲ့မျက်နှာချင်းဆိုင်တွေ့ဆုံခြင်းယေရှုစီကိုတိုးဝင်ခြင်းကခြင်းကနီကောဒင်ရဲ့တတာလုံးဝပြောင်းလဲစေပါတယ်အာမင်နာမရှိရပြောင်းယေရှုနဲ့တွေ့ပြီးပြီလားလို့မေးလိုက်ပါဦးအာမင် next slideအငယ်ရှစ်မှာလေသည်အလိုရှိတဲ့တန်တွာလာ၏လေရဲ့တန်ကိုသင်ကြားရတော့လေဘယ်ရက်ကဖြစ်သည်ဘယ်ရက်တို့သွားသည်ကိုမသိနိုင်ထို့အတူဝိညာဉ်မွေးတော်သူဖြစ်သည်ဟုမိန့်တော်မူ၏ကျွန်တော်အားလုံးအတူတူထိုင်နေတဲ့ချိန်မှာရုတ်တရက်တဘိုးတရားခရတန်ကြားပြီးမိုးတိမ်စီးပြီးယေရှုကြွလာတဲ့ဆိုရင်လူနှစ်ယောက်ကလယ်ထဲကိုသွားပြီးတော့မလှုပ်လို့ရင်တယောက်ကိုခေါ်သွားမယ်တယောက်ကြံခဲ့မယ်စပစ်တီးနေတဲ့နေရာမှာတယောက်ကစပစ်တီးတွေထည့်ပေးမယ်တယောက်ကကျိတ်စုံကိုကျိတ်မယ်တယောက်ကိုခေါ်သွားမယ်တယောက်ကိုထားခဲ့မယ်1980ဝန်းကျင်မှာအဲ့ဒီတရားဟောချက်ကအရန်ခစ်စားလာတဲ့ခါမှာအမေရိကန်နိုင်ငံကလေကြောင်းလိုင်းတစ်ခုကသူတို့လေယာဉ်မှုကိုခေါ်တဲ့ခါမှာလေယာဉ်မှုအလုပ်လျှောက်ရင်ခရိယန်မဟုတ်တဲ့တယောက်ကိုသူတို့က assignment ချတယ်အကယ်၍ rapture လာရင်ခရိယန်မဟုတ်တဲ့လူကဆက်မောင်းသွားပါတော့ဒီနေ့ဒီမှာထိုင်နေကြပေမဲ့တချို့ကြံခဲ့နိုင်တယ်နော်ယေရှုကိုသင်ရဲ့အသက်သခင်ဖြစ်တညမှာတော့မတွေ့ဘူးသေးဘူးဆိုရင်တော့ကျွန်တော်တို့ဘဝထိပ်ပဲမရှိပါဘူးဖာရိရှဲဖြစ်တယ်ကျမ်းစာတက်တယ်ဖះเจ้าတွေရဲ့အုပ်ချုပ်တဲ့ကဏ္ဍမှာတကယ် General Council level မှာသူအလုပ်လုပ်နေတယ်ဒါပေမဲ့ဒုတိယမွေးခြင်းကိုသူဘယ်ကနေသိလဲဆိုတော့ယေရှုစီကပဲသိတယ်ဟာလေလုယာကျမ်းစာကြောင့်မှသင်လို့မရတဲ့ကျမ်းစာထဲမှာရှာဖတ်ပေမဲ့မတွေ့နိုင်မဲ့သင်ကိုဖွင့်ပြချက်မပေးနိုင်တဲ့အရာရှိခဲ့ရင်ယေရှုစီပဲသွားပါယေရှုကငါထံမှာနီးခံပါတဲ့အာမင်ယနေ့မှာ3ရက်တာကျွန်တော်တို့လာရောက်ခြင်းအဖြစ်သင်ရဲ့ဘဝဟာနံပါတ်1ယေရှုကိုမိမိတက်ခင်ကယ်တင်ပိုင်ရှိဖြစ်လက်ခံဖို့ရန်အတွက်ယေရှုနာမနဲ့တိုက်တွန်းလို့ဆိုချင်ပါတယ်ရိုးရိုးလေးပါပဲယေရှုကိုကျွန်တော်ရဲ့နှလုံးသားထဲမှာနေရာယူအုပ်ဆိုးတော်မူပါကျွန်တော်ဖြစ်ကိုခွင့်လွှတ်တော်မူပါလို့ဆုတောင်းလိုက်တာနဲ့အသက်စာဆောင်မှာတည့်ရဲ့မြည်ရေးသွင်းခြင်းခံမှာဖြစ်ပါတယ်ဘဝမှာတခါမှအဲ့လိုဆုမတောင်းဘူးသေးဘူးဒီနေ့ဆုတောင်းခြင်းတဲ့လူများရှိလားမသိဘူးလက်ထောင်ပေးပါအောင်ရှိလားကျွန်တော်တို့ဆုတောင်းရအောင်ယေရှုတင်တယ်မရှက်ပါနဲ့မကြောက်ပါနဲ့ yes အားလုံးမျက်စိမိတ်ထားတဲ့ချိန်မှာလက်မြောက်ထားတဲ့သူတွေခဏလောက်မတည့်ရအောင်အရှိထွက်လာစရာမလိုကျွန်တော်နဲ့တူရဲရင်မတည့်ရပြီးတော့မှကျွန်တော်နောက်ကနေလိုက်ဆိုရအောင်အကယ်၍သာဒီနေ့ယေရှုကြွလာရင်တယောက်ကိုခေါ်သွားမယ်တယောက်ကိုထားခဲ့မယ်ဆိုရင်ကျွန်တော်မကြံခဲ့ချင်ပါဘူးဆိုတဲ့သူတွေမတည့်ရပေးပါကျွန်တော်နောက်ကယေရှုပြည့်လိုက်ဆိုပေးပါယေရှုဘုရားကျွန်ုပ်ဒီအပြစ်သားဖြစ်ပါ၏အပြစ်ရခအသေးချင်းဖြစ်သောကြောင့်ကျွန်ုပ်ဒီအပယ်ငရဲကြမှာဖြစ်ပါ၏တို့တော့ကျွန်ုပ်ကိုစားယေရှုဘုရားသည်လဝါကားတိုင်းမှာ
အသေးခံပြီးအပြစ်ကြွေးဆက်ပေးတဲ့အတွက်ကျွန်ုပ်ဒီဖြောင့်မတ်ပါပြီယေရှုဖခင်ကိုကျွန်ုပ်၏အသက်သခင်ကယ်တင်ပိုင်ရှင်ဖခင်အဖြစ်ကိုးကွယ်ပါမည်ကျွန်ုပ်၏နှလုံးသား၌နေရာယူအုပ်စိုးတော်မူပါကျွန်ုပ်၏အမည်ကိုကောင်းကင်ထာဝရအသက်စာဆောင်တွေယခုရေးသွင်းပေးတော်မူပါယေရှုဖခင်ကိုတစ်သက်လုံးသစ္စာရှိစွာကျွန်ုပ်၏ဖခင်ကယ်တင်ရှင်ဖြစ်ကိုးကွယ်ပါမည်ဟုဂတိသစ္စာပြုပါ၏ယေရှုနာမ၌ဆုတောင်းပါ၏အာမင်လက်ခုပ်တီးပြီးဂုဏ်ပြုရအောင်အာမင်ရထန်လို့ရပါဘူး you may be seated စကြည်အောင်အပိုင်းငယ်30မှာမင်းကဓမ္မဆရာဖြစ်ပေမဲ့ဒါလေးတော့မသိဘူးလားကျမ်းတက်ပုဂ္ဂိုလ်တွေတော့မသိနိုင်တဲ့အရာဟာယေရှုထဲကနေသိနိုင်တာဖြစ်ပါတယ်။ပိုင်းငယ်7မှာငါမှန်ကန်ဆိုဒီကငါတို့ဒီကိုတိတော်ရာကိုပြော၏ကိုမြင်တော်ရာကိုတက်တည်ခံ၏တိုးတော်လဲငါတို့တက်တည်ခံချက်ကိုတင်တို့ဒီမခံမယူအဲ့လိုသူမထင်မရှားစကားပြောရင်းနဲ့ထင်ရှားတဲ့ statement တစ်ခုထွက်ပေါ်လာပါတယ်အဲ့ဒါကတော့နှစ်ယောက်တည်းပြောတာဖြစ်ပေမဲ့နှစ်ကိုကြားဆွေးနွေးတာဖြစ်ပေမဲ့သူ့အတွက်သွားမေးတာဖြစ်ပေမဲ့တစ်ကဘာလုံးအတွက်ဖွင့်ပြချက်ရောက်လာတယ်ယောဟန်ခန်းကြီး3အငယ်16ပြပေးပါဒီကျမ်းစာကိုကျွန်တော်အလွတ်ရတယ်ဒါပေမဲ့တကယ်ကဒီကျမ်းစာကိုယေရှုကတောင်ပေါ်ဒေသနာမှာမဟောခဲ့ပါဘူးယေရှုကဒီဟာကိုလူ9000နဲ့မဟောခဲ့ပါဘူးယေရှုကဒီဟာကို publicly မဟောခဲ့ပဲနှစ်ကိုကြားနှင်ကောတင်ကိုပြောခဲ့တာဖြစ်ပါတယ်ဒီနေ့တင်တဲ့ဖခင်နဲ့နှစ်ကိုကြားပြောတဲ့ຢာကကဘာလုံးကိုလှုပ်ခတ်မှာဖြစ်ပါတယ်တကဘာလုံးကိုပြောင်းလဲစေမှာဖြစ်ပါတယ်တကဘာလုံးကိုဖျားစီကိုခေါ်ဆောင်သွားနိုင်တာဖြစ်ပါတယ်ယောဟန်ခန်းကြီး36ကနီကောဒေနဲ့ယေရှုရဲ့သူတို့ရဲ့ private conversation ကနေထွက်ပေါ်လာတာဖြစ်ပါတယ်ကျွန်တော်တို့ဟာ public ကိုအရန်လေးထားတယ်လူထုတရားဟောပွဲတွေရန်ကောင်းတယ်ဒါပေမဲ့ကျွန်တော်နဲ့ဖခင်နဲ့ private ဆွေးနွေးဖို့လည်းလိုအပ်ပါတယ်ယေရှုနဲ့ကျွန်တော်ရဲ့ private conversation ဟာတကဘာလုံးအတွက်လုံလောက်တာဖြစ်ပါတယ်ဖတ်ကြည့်အောင်ဘုရားခင်ရဲ့သားတော်ကိုယုံကြည်သောသူအပေါင်းတို့သည်ပျက်စီးခြင်းတို့မရောက်ထာဝရသက်ကိုရစေခြင်းကဘုရားခင်သည်မိမိ၌တပါးတည်းသောသားတော်ကိုစွန့်တော်မူတည်တောင်လောကီသားချစ်တော်မူ၏လက်ခုပ်တီးလက်နှုတ်ကပတ်တော်ပိုင်တဲ့ရောက်သင်ရဲ့မိသားစုပေါ်မှာတက်ရောက်ပါစေသင်ရဲ့ဆွေမျိုးတော်ပေါ်တက်ရောက်ပါစေဟာလေလုယာနီကောဒင်အဲ့မှာပြောင်းလဲလာပြီးတော့မှဖခင်ကိုတိတ်ချစ်ပြီးဖခင်ရဲ့တပည့်တော်ဖြစ်လာတယ်။ယောဟန်ခန်းကြီး9အငယ်90နဲ့53မှာယေရှုကိုအချိန်မတန်ပဲသူတို့တတ်ဖို့ကြိုးစားလာတဲ့အခါဖခင်ကအဲ့ဒီနီကောဒင်ကိုအသုံးပြုပြီးကယ်နှုတ်ခဲ့တယ်။ဖခင်ကအချိန်မတန်သေးပဲအသေးမခံတဲ့အတွက်ဖခင်ဟာသူ့ကိုတရားစီရင်မဲ့သူတွေကြားထဲရတယ်ထွက်ခွာသွားတဲ့အချိန်လေးလည်းမကြာခဏကျွန်တော်တို့တွေ့ရတယ်။ဒီနေရာမှာအထက်ကညအခါဖတ်ကြည့်အောင်အထက်ကညအခါ၌အထံတော်သို့လာတော်သူတည်းဟုသောထိုမင်းများအဝင်ဖြစ်သောနီကောဒင်ကလည်းငါတို့တရားသည်လူကိုမစစ်သူ့အမှုကိုမသိရှိမိကြပင်ရှေးမစွာကအဲ့လိုဆုံးဖြတ်တတ်တော်ဟုဆိုလျင်သူတို့ကတင်ဒီလဲဂါလိလဲပြည်သားဖြစ်တော်စစ်အောင်တော့ဂါလိလဲပြည်မှာဘယ် prophet မှမပေါ်ထွန်းတာမှတ်ဆိုပြီးတော့မှစိတ်ဆိုးပြီးတော့ထိုသူပေါင်းတို့ကနီကောဒင်ပြောတဲ့အတွက်ယေရှုကိုမစီရင်ပဲထွက်ခွာသွားကြတယ်ဒီနေ့တင့်ကိုဖျားပေးထားတဲ့ authority တင့်ကိုဖျားပေးထားတဲ့ယာတုတင့်ကိုပေးထားတဲ့ influential skill တွေဟာယေရှုဘုန်းတော်ထင်ရှားဖို့ဖြစ်ပါစေအာမင်သင်ဟာတနေ့ General Council မှာသင်ဟာတနေ့ဘာသာရေးမှာသင်ဟာတနေ့စီးပွားရေးမှာသင်ဟာတနေ့ပညာရေးမှာအထက်မှာရောက်လာပြီဆိုရင်တော့တနေ့မှာဘုရားခင်ကတင့်အတွက် assignment ရှိတာကတော့ဘုရားဘုန်းတော်ဘုရားအလိုတော်ဒီကောင်းကင်ဘုံ၌ပြည့်စုံတဲ့ကဲ့သို့မြေကြီးဘုံမှာပြည့်စုံဖို့တင့်ကိုအသုံးပြုပါစေအာမင်ယေရှုအသေးခံဖို့မှန်ပေမဲ့အချိန်မကျသေးတဲ့ခါမှာဘသူကကယ်ခဲ့လဲနီကောဒင်ကကယ်ခဲ့တယ်ပြောကြည့်ပါဦးနီကောဒင်ပြောတဲ့ခါမှာသူတို့ကလည်းကဲမင်းကဂါလိလဲပြည်သားလားမင်းသူ့ကိုကယ်ရအောင်မင်းအမျိုးလားအရန်စိတ်ဆိုးတယ်ဒါပေမဲ့ still သူတို့ရဲ့အဖွဲ့အစည်းပုံက board director တွေကသဘောမတူတော့အကုန်လုံးကထွက်သွားရတယ်ဒီနေ့တင်ဟာလူတွေကိုဖျားနဲ့နီးကပ်စေတော့သူဖျားရဲ့အလိုတော်ဒီကောင်းမှာပြည့်စုံစေတော့နီကောဒင်ကဲ့သို့ဖြစ်ဖို့ဖျားရှင်ကောင်းကြီးပေးပါစေအာမင်ဆက်ကြည့်အောင် next slide မှာအထက်ကညအခါအထံတော်သို့လာတော်သူနီကောဒင်ဟာအခုခေတ်လို့ဆိုရင် PhD တွေအထက်ရမှာဗောအခုခေတ်ဆိုလို့ရှိရင်သူကဘယ်ဥက္ခရညာဥက္ခရဘာအုတ်ထုတ်ညာအုတ်ထုတ်အများကြီးသူ့မှာခေါင်းစဉ်တက်เสียယာတုအများကြီးရှိမှာဖြစ်ပေမဲ့ကျမ်းစာကမှတ်တမ်းတင်ထားတာအရန်ချစ်စရာကောင်းတယ်အထက်ကညအခါအထံတော်သို့လာတော်သူဟာလေလုယာဒီနေ့ကျွန်တော်နဲ့မိတ်ဆွေရဲ့ပညာရေးချင်းကအရေးကြီးပါတယ်ကျွန်တော်တို့စီးပွားရေးအောင်မြင်ဖို့လည်းဘုရားလိုတော်ပါဒါပေမဲ့ဘုရားကကျွန်တော်ကိုတတ်မှတ်တဲ့ခါမှာORU မှာ adjunct professor Australia မှာအသင်းတော်3ပါးတစ်နှစ်ထဲမှာထောင်ခဲ့တဲ့ငါသားစင်ကာပူမှာအသင်းသား1000ကျော်ရှိတဲ့အသင်းတော်ရဲ့ founder ဒါမှမဟုတ်ဘုရားကိုသိချစ်တဲ့ pastor ထားလို့ဆရာမနုကျင်တို့ရဲ့သားဆရာဆောင်ပြီးရဲ့အကိုဆရာမခေါ်ရဲ့မောင်ကျွန်တော်လူတွေကမိတ်ဆက်တဲ့အများကြီးရှိလိမ့်မယ်ဒါပေမဲ့ကျွန်တော်စန္ဒာကတော့ကိုတော်ကအထက်ကညအခါ
ငါစီလာတော့တားလို့ဘုရားခင်ကကျွန်တော်ကိုတတ်မှာပါမလားဒီနေ့ကျွန်တော်တို့ကဒုက္ခရောက်တဲ့ခါမှာဘယ်ကိုပြေးလဲညအခါမှာကျွန်တော်တို့ဘယ်သူစီပြေးလဲညအခါမှာကျွန်တော်တို့ဘယ်သူအားကိုးလဲညအခါအထံတော်သူလာတော်နိကောတင်ဖြစ်ဖို့ဘုရားရှင်ကောင်းကြီးပေးပါစေနားမှာရှိတဲ့ပြောအောင်အရာခတ်သိမ်းထက်ကိုရောစီကိုသွားဖို့လိုတယ်လို့ပြောရအောင်အာမင် Hallelujah praise the Lord ရှင်ခရစ်ခန်းကြီး19အငယ်38နဲ့40ရောက်လာတဲ့ခါမှာနိကောတင်ရဲ့အကြောင်းတတိယအချိန်ပြန်ပြောပါတယ်ထို့နောက်မှာအရိမသဲမြို့သားယောသတ်သည်ယူဒလူတို့ကိုကြောက်၍မထင်မရှားတပည့်တော်ဖြစ်သည်နှင့်ပိလတ်မင်းထံသို့ဝင်၍ယေရှု၏အလောင်းတော်ကိုယူသွားမိအကြောင်းခွင့်တောင်း၏ပိလတ်မင်းခွင့်ပေးလင်သူသည်သွား၍ယေရှု၏အလောင်းတော်ကိုယူသွားလေ၏ပြန်ဖတ်ရအောင်တူတကွအခန်းငယ်39အထက်ကညအခါယေရှုထံသို့လာတော့နိကောတင်သည်Amen Amen ကျွန်တော်နဲ့မိတ်ဆွေဂုဏ်ယူစရာတခြားရှိမယ်ဒါပေမဲ့ကျွန်တော်ဒီနေ့စန္ဒရှိတာကတော့ကျွန်တော်တို့အားလုံးကဘုရားခင်ရှေ့မှာအထက်ကငါစီကိုလာတဲ့ငါသားငါစီကိုလာတော့ငါသမီးလို့ကိုတော့တတ်မှတ်တော့ခံဖို့ဘုရားရှင်ကောင်းကြီးပေးပါစေ Amen Next slide ထိုသူတို့ဒီယေရှုရဲ့အလောင်းတော်ယူ၍ယူရလူရဲ့တကြိုချင်းနဲ့ဆိုင်သောပြင်ဆင်ခြင်းထုံးစံရှိသည့်တိုင်နန္တာမျိုးနဲ့တကွာပိတ်ပစိုးဖြင့်အလောင်းတော်ကိုပတ်ရကြ၏ဆိုတော့ next slide မှာကြည့်အောင်နော်အဲ့တော့ကျွန်တော်တို့ဒီနေရာမှာကြည့်အောင်နော်အင်္ဂလိပ်လိုထဲမှာကြည့်မယ်ဆိုရင် verse 39မှာ Nicodemus brought a mixture of myrrh and aloes about 75 pounds ပြောကြည့်ပါဦး85ပေါင်သူယူလာတဲ့မူရန်သူယူလာတဲ့အမွေးကြိုင်ကဘယ်လောက်တောင်များလဲဆိုတော့အဲ့ဒီအထုပ်နဲ့တည်လာတာဘိလတ်မြေတိတ်ကပေါင်90ဆိုတော့ဘိလတ်မြေအဲ့တိတ်ခွဲစာပေါ့နော်စံဆိုရင်တော့တည်င်းခွဲစာတိတ်နဲ့တည်င်းစာဆိုတော့စံ2တင်းခွဲလောက်ရှိတဲ့အမွေးကြိုင်တွေကိုသူယူလာတယ်ဘာလို့လဲရှင်မင်းတွေကိုတည်တဲ့ခါမှာတကြိုတဲ့ပုံစံတိုင်းဈေးကြီးလာတဲ့မူရန်တွေကိုနီကောဒေကယူလာတယ် next slide please 95ပေါင်ရှိတဲ့မူရန်မွေးကြံရဲ့တန်ဖိုးကိုတွက်ချိတဲ့ခါမှာဒေနာရီအပြား3000လောက်တန်တယ်ဒေနာရီအပြား300ဆိုတာကမာဂဒလမာရီကနန္တာစီမွေးကိုရိုက်ခွဲပြီးတော့မှမွေးကြံစွာနဲ့တကဘာလုံးထိပြန့်နှံ့နေရကလူတစ်ယောက်ရဲ့10လစာအလုံးစာနဲ့ညီမျှတယ်လို့ကျမ်းစာကမှတ်တမ်းတင်ထားတယ်တနည်းအားဖြင့်လူတစ်ယောက်ရဲ့ဝင်ငွေလူတစ်ယောက်ရဲ့တစ်နှစ်လုံးရမယ့်ဝင်ငွေနီးပါးကိုနာဒုစီမွေးရိုက်ခွဲတဲ့ချိန်မှာအသုံးပြုခဲ့တယ်ဒီမူရန်ကတော့အဲ့ဒါရဲ့10စတန်တယ်လူတယောက်ကသူ့ရဲ့တာမန်အဲ့ခေတ်တုန်းကလူတယောက်ယောက်ျားကြီးတယောက်ကမနဲ့မိုးလင်းမိုးချုပ်အလုပ်လုပ်ပြီးရတဲ့ဝင်ငွေကိုတစ်နှစ်စာဝင်ငွေကိုစုထားပြီးတော့မှမြောက်မယ်ဆိုရင်86နှစ်လုံးမှရတဲ့ငွေနဲ့ညီမျှတဲ့85ပေါင်မူရန်ဖြစ်ပဲဒီညမှာကျွန်တော်ဘာကိုသင်ယူရရှိလဲဆိုတော့ယေရှုရဲ့ဗိတ်သိက်ဟာဘယ်မှာပဲဖြစ်ဖြစ်ဘုရားရဲ့ဗိတ်သိက်ကထင်ရှားဆိုတာသိရတယ်။နွားစုကမှာတိတ်ထားလိုက်ချိန်မှာလေရှင်ဘီယင် level နဲ့ရွှေလောဘန်မူရန်ကရောက်လာတယ်။တည်တဲ့ချိန်မှာလဲတင်းညံတောင်အပိုင်မရှိလို့သူများစီကငားတဲ့ချိန်မှာလဲသူကတောင်ပြောစရာမလိုပဲနီကောတင်က95ပေါင်သောမူရန်ကိုယူလာခဲ့ပါတယ်ဒီနေ့ကိုတော်နဲ့သာဆိုရင်တော၌၎င်းမြို့၌၎င်းမင်္ဂလာရှိမှာဖြစ်ပါတယ်အာမင် praise the lord အဲ့လောက်များတဲ့ပမာဏနဲ့နီကောတင်ကလာပြီးပူဇော်တာကျွန်တော်ဒီတစ်ခေါက် Easter Sunday ဒီတစ်ခေါက် Resurrection Sunday ကြမှာဘုရားခင်ကပြတဲ့ခါမှာကျွန်တော်တွေ့တဲ့ခါမှာမျက်ရည်ကျတယ်လူမြောက်များစွာကကျွန်တော်တို့လူတိမှကျွန်တော်တို့ပေးခြင်းတယ်လူတိမှပါဝင်ခြင်းတယ်အတင်းတော်မှာပါဝင်တော်မှာအတိမပြုတ်ခံခြင်းတယ် of course ကျွန်တော်တို့လည်းအတိမပြုတ်ခံခြင်းပါတယ်ဒါပေမဲ့နီကောတင်ကတော့တွေ့တဲ့အချိန်တုန်းကလည်းရိုးရိုးလေးပဲညအခါကိုတော့အထံတော်သူတူတူလေးပဲသွားတယ်သူပူဇော်တဲ့အချိန်မှာလည်းယေရှုရဲ့အလောင်းခဏနေမှနိုးထလာမယ်ဆိုတာ तू ယုံကြည်ပါတယ်ခဏနေမှရှင်ပြန်ထမြောက်မယ်ဆိုတဲ့တမန်တော်လည်း तू ယုံကြည်လိမ့်မယ်ဒါပေမဲ့လောလောဆယ်မှာတော့သူ့အတွက်ဘာမှနမိတ်လက္ခဏာမလုပ်ပေးနိုင်ပဲလျောင်းတော်မူမဲ့အလောင်းတော်ကိုသူ့ရဲ့အသက်တာတစ်ခုလုံးရှာရင်ငွေကြွေးညီမျှတဲ့ငွေကြေးနဲ့ပမာဏနဲ့ तू ကရစ်ပူဇော်လိုက်တာဖြစ်ပါတယ်ကျန်ကိုကျန်ကားတဲ့ကျွန်တော်လေ့လာကြည့်ခါမှာဘာလို့86နှစ်လောက်တန်တဲ့မူရန်ကိုပူဇော်တာလဲဆိုတာကြည့်တဲ့ခါမှာလူတစ်ယောက်ရဲ့တက်တက်လုံးနဲ့ဆိုင်တော့သူ့တက်တက်လုံးမှာရမယ့်ပမာဏအားလုံးကိုတွန်းချလိုက်တာဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့က85ပေါင်မပေးနိုင်ပေမဲ့ကြံရှိနေတဲ့ဒီနေ့ကစပြီးကျွန်တော်တို့အသက်ရှင်သွေးကိုရော့တဲ့ပူဇော်ရဲဆိုရင်သင်ဟာ85ပေါင်သောမူရန်ကိုပူဇော်သောနီကောတင်ကဲ့သို့ယေရှုကချစ်တော်မူသောသူဖြစ်မှာဖြစ်ပါတယ်ဟာလေလုယာ
အသက်ရှင်ခြင်းရစ်ဆိုတာအသက်ရှင်တော့ခဏပဲပူဇော်ခွင့်ရတာဖြစ်ပါတယ်အာမင်နာမရှိလို့ပြောအောင်အသက်ရှင်ခြင်းရစ်ပူဇော်ရအောင်လို့ပြောရအောင်အာမင်အာမင်ဆက်ကြည့်အောင်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ထာဝရဘုရားကအဆွေခင်မုန်းကိုနှုတ်ဆက်သည့်ဤသူမောရှေနဲ့မျက်နှာချင်းဆိုင်၍နှုတ်ဆက်တော်မူ၏မောရှေသည်တပ်ထဲသို့ပြန်ဝင်သောအခါသူ့ရဲ့လက်ထောက်နှုံရဲ့သားယောရှုမီတော်လူလင်သည်တဲတော်ကမထွက်ပဲနေ၏ဒီနေ့ကျွန်တော်တို့ဘုရားကျောင်းမှာပျော်ရွှင်ပြီးမျက်မှောက်တော်မှာပျော်ရွှင်ခြင်းကိုလည်းပြောတာဖြစ်တယ်လို့ကျွန်တော်ယုံကြည်တာတခုကတော့ယောရှုကအဲ့ဒီတဲတော်မှာသူမောရှေထွက်သွားပြီးကြံတဲ့ဝေယဝိဆာတွေလုံရင်းနဲ့ဘုရားနဲ့တွေ့တဲ့ညဗနနာအထိသူနေလဲကျွန်တော်မသိနိုင်ဘူးဒီမှာလဲနိကောဒင်တစ်မျိုးတွေ့ရပါတယ်ကျွန်တော်တို့ကသွားရင်လဲတုတ်တုတ်ပြန်ရင်လဲတုတ်တုတ်ဘုရားကျောင်းလဲမမိတမီဘုရားကျောင်းမပြီးခင်ပြန်ဘုရားကျောင်းတွေ့မှာလဲဖုန်းတွေကလိဘလို့လို့ကျွန်တော်တို့နိကောဒင်ဘိတ်သိရမှာလဲဘလို့လို့ယောရှုဘိတ်သိရမှာလဲဒီနေ့ကစပြီးတော့မှနိကောဒင်ကဲ့သို့ညအခါနော်တူတူတိတ်တိတ်ဘသူကိုမအားကိုးစရာမရှိတော့တဲ့ညတွေမှာတင်းရဲ့ခင်မွန်းတဲ့အနားမှာမရှိတော့တဲ့ချိန်မှာတင်းရဲ့ဖခင်တင်းနားမှာမရှိတော့တဲ့ချိန်မှာတင်းရဲ့တင်းကိုကူညီမဲ့သူဘယ်သူမှမရှိတော့ဘူးထင်တဲ့ချိန်မှာနိကောဒင်ကိုတရိယာပါညအခါအထံတော်သို့လာတော့ငါသားငါသမီးလို့ဘုရားကပြောနေတာဖြစ်ပါတယ်လက်ခုပ်တီးလက်ဘုရားကိုချီးမွမ်းရအောင်အာမင်ယောရှုကတဲထဲမှာနေနေဘုရားရဲ့မျက်မှောက်တော်ဘုရားရဲ့အလေးလာဘုရားကဘာတွေတုံတင်လဲဆိုတာကျွန်တော်မသိနိုင်ဘူးနိကောဒင်ကိုတော့ဒုတိယမွေးခြင်းကြောင့်တင်ခဲ့တယ်ဆိုတာကျမ်းစာမှတ်တမ်းတင်ထားလို့ကျွန်တော်တို့သိရတယ်ဒါပေမဲ့ယောရှုကအနာဂတ်ရဲ့ခေါင်းဆောင်ဖြစ်လာဖို့အတွက်ဘုရားရဲ့မျက်မှောက်တော်မှာဘလောက်တောင်မှသူက soaking ဘလောက်တောင်မှသူက deep inside သူ့ထဲမှာဘလောက် net shine စွာဘုရားမျက်မှောက်တော်မှာတိုးဝင်ခဲ့တယ်ဆိုတာကျွန်တော်မသိနိုင်ဘူးသိကြတာတခုကတော့တဲတော်တွေကချက်ချင်းမထွက်တဲ့သူတို့ဖြစ်တယ်အထက်ကညခါလာတော့နိကောဒင်ကဲ့သို့တယောက်စီတိုင်းဘုရားရှင်ကောင်းကြီးပေးပါစေ Amen nextဒါလေးကိုဖတ်ကြည့်အောင်နော် resurrection မှာဆိုရင် Greek ဘာသာစကားရ anathesis လို့ခေါ်တယ် resurrection ဆိုတာ Greek ဘာသာစကားနဲ့ anathesis လို့ခေါ်ပြီးတော့မှ to stand up to rise up or to live နော်ရှင်ပြန်ထမြောက်ခြင်းဆိုတာယေရှုရဲ့ဖြစ်စဉ်တစ်ခုကိုတက်တော်စင်ကြည့်ပြီးအော်ယေရှုတည်တဲ့ရှင်တဲ့ဒီလောက်နဲ့မဟုတ်ပါဘူးရှင်ပြန်ထမြောက်ခြင်းဆိုတဲ့စကားထဲမှာကိုကမတ်တည့်ရခြင်းပါနေတယ်အသက်ရှင်ခြင်းပါနေတယ်ထမြောက်ခြင်းပါနေတယ်ဟာလေလုယာနာမရှိရပြောအောင်ယေရှုရဲ့ထမြောက်ခြင်းကတင့်တွက်ဖြစ်တယ်လို့ပြောရအောင်အာမင် next slide please အဲ့တော့သားတော်ကိုဘုရားရဲ့သားတော်ခေါ်ဝေါ်ခြင်းအဖို့ငါနော်ကျွန်တော်တို့ခေါ်ဝေါ်ခြင်းမရှိငါတို့ဒီရမိကြောင်းဘုရားချစ်တယ်ဆိုဆင်ခြင်ကြည်မှတ်လို့ဆိုပြီးတော့လောကီသားတို့ကိုဘုရားခင်မသိတော့ကြောင်းငါတို့ကိုလည်းမသိကြဆိုဒီနေရာမှာရှင်ရောတမန်တော်ဝတ္ထုတမန်တော်ဖြစ်ရမယ်နော် sorry တမန်တော်ဝတ္ထုခန်းကြီး3အငယ်1ကနေ7ကိုကျွန်တော်ဖတ်ချင်တာဖြစ်တယ်ဆိုတော့အဲ့ဒါလေးကိုကျွန်တော်ဒီနေ့ဒီလိုဇာတ်လမ်းလေးပဲကျွန်တော်ပြောမယ်ဆိုတော့တမန်တော်ဝတ္ထုခန်းကြီး3မှာဘာကိုတွေ့ရလဲဆိုတော့ပေတရုနဲ့ယောဟန်ကတင့်တယ်တကားဝအမိရှိတဲ့နေရာကိုရောက်လာပါတယ်အမိဝမ်းတွေကခြေမစွမ်းတဲ့သူကအဲ့မှာထိုင်နေတယ်ထိုင်နေတဲ့အချိန်မှာသူကဘာပေးမလဲဆိုသူတို့မျောကြည့်နေတဲ့အချိန်မှာပေတရုနဲ့ယောဟန်ကအထူးဖြင့်ပေတရုကငါတို့မှာရွှေငွေမရှိဘူးတဲ့ရှိတဲ့ຢာကိုတင်းတို့အတွက်ငါတင်းကိုငါပေးမယ်ဆိုပြီးယေရှုနာမ၌ထားလို့လမ်းလို့ဆိုပြီးလက်ရလက်ကနေသူချီမားလိုက်တဲ့တခဏချင်းမှာမွေးကလေးကလမ်းမလျှောက်နိုင်တဲ့သူကခြေမျက်စိမှာဆွမ်းအားရုတ်တရက်ရလာတယ်ဒီနေ့အထူးသဖြင့်ဒီချိန်မှာကျွန်တော်တို့ခြေမျက်စိတွေပြန်ပြီးတော့အားပြည့်ဖို့အတွက်ဒီလိုကတော့ရောက်ရှိလာတာဖြစ်ပါတယ်မွေးကလေးကမပါလာတဲ့ခြေမျက်စိတွေကဘုရားနာမ၌ပေါ်ထွန်းလာတော့မှာဖြစ်ပါတယ်။သင်ဘဝမှာတစ်ခါမှမစင်စားငါတို့မျိုးနယ်မှာဒီလိုမျိုးအမှုတော်ဆောင်တဲ့လူမရှိဘူး။ငါတို့မျိုးနယ်မှာဒီလိုစီးပွားရေးလုပ်တဲ့လူမရှိဘူး။ငါတို့မျိုးနယ်ကအသက်ရှည်တဲ့လူမရှိဘူး။ငါတို့မျိုးနယ်ကဒီလောက်ထိကျမ်းမာတာငါတို့မျိုးနယ်မှာမရှိဘူးလို့သင်ထင်ကောင်းတယ်မယ်။ဒါပေမဲ့သင်မျိုးနယ်မှာမရှိခဲ့ဘူးသောခြေမျက်စိဒီနေ့ဘုရားခင်ကချပေးမှာဖြစ်ပါတယ်။တင်တက်တာမှာတခါမှမထင်ဘူးတော့ငါတော့ဒီတချီတော့ငါအလဲချလိုက်ခံရပြီကွာငါ့ကိုညိုတကြီးကိုရိုက်လိုက်တယ်လို့ပဲငါ့ကိုဖြတ်ရိုက်လိုက်တယ်လို့ပဲငါဘယ်တော့မှထားနိုင်တော့မှမဟုတ်ဘူးလို့တင်ထင်တဲ့အချိန်မှာခြေမျက်စိကိုအားပေးတာကဘုရားခင်ဖြစ်ပါတယ်ဟာလေလုယာအဲ့ဒီသူဟာသူ့ရဲ့ခြေမျက်စိရတာနဲ့သူကရုတ်တရက်ထပြီးပါလို့လေကထားလျက်ကုံလျက်ဘုရားကိုချီးမွမ်းပြီးတော့မှအထံတော်တွေကိုဝင်လာပါတယ်အာမင်ဒီနေ့ကျွန်တော်နဲ့မိတ်ဆွေဖြတ်ရိုက်ခံရသလားခြေတော့ကြိုးသားတို့ခံစားရသလားဘယ်တော့မှနလန်မထူတော့ဘူးလို့တင်ထင်နေသလားလမ်းမလျှောက်ဘူးတဲ့သူကခြေမျက်စိရလာတယ်စွမ်းအားရလာတယ်မတက်ရက်လာတယ်ဟာလေလုယာအဲ့ဒီကျမ်းစာကိုဆက်ကြည့်မယ်ဆိုရင်တမန်တော်တို့ခန်းကြီး၄ရောက်လာတဲ့ခါမှာ
ထိုသူကိုကြည့်ရခါမှာဟဲ့ငါတို့တင့်တယ်တကားဝါမှာတောင်းစားတဲ့သူမဟုတ်ဘူးလားတဲ့ဟုတ်တယ်ဟာဘလို့ဖြစ်သွားတာလဲလူတွေအယံအံ့တင်တယ်အဲ့ဒါကြောင့်ပေတုတရားဟောတဲ့ပလင်နာကိုလူတွေကပြေးလာတာတယောက်ပြီးတယောက်ဘယ်နှယောက်တောင်ဖြစ်သွားလဲဆိုတော့အဲ့ဒီနေ့မှာပြောင်းလဲသွားတာလူ9000ဖြစ်သွားတယ်အာမင်ပေတုနဲ့ယောဟန်ငါမှရွှေမရှိဘူးငွေမရှိဘူးထပါလို့မှားလိုက်တဲ့အချိန်မှာအနားမှာရှိတဲ့လူ450ယောက်ကတော့တွေ့မှာပေါ့မထေမရှားထူမှားလိုက်တဲ့ຢာကလူတွေကိုဆွဲဆောင်ပြီးတော့ဘုရားကျောင်းကိုခေါ်လာပြီးတော့မှပေတုတရားဟောတဲ့ကနာပြင်းမှာအဲ့ဒီကနာပြင်းမှာအဲ့ဒီပလင်နာမှာလူတွေစုဝေးပြီးတော့မှယေရှုပေတုကဟောထည့်လိုက်တာအဲ့ဒီနေ့မှာပဲလူ9000ပြောင်းလဲသွားတယ်လူမြောင်များစွာပြောင်းလဲဖို့အတွက်တင်းရဲ့ခြေမျက်စိအရိုက်ခံရတာတင်းမျက်စိတင်းရဲ့ခြေထောက်ထော့သွားတာနော်တိုင်းနိုင်ငံတွေဘုရားကိုသိဖို့ရန်အတွက်ဖြစ်မှာဖြစ်ပါတယ်တင်းရဲ့ဒဏ်ချက်တွေကနာကျင်ခဲ့ပေမဲ့အဲ့ဒီဒဏ်ချက်တွေကသောမတ်လိုဒါကိုမြင်မှပြောင်းလဲမဲ့သူချို့ရှိတဲ့အတွက်ယေရှုကတည်တံ့ချန်ထားတာဖြစ်ပါတယ်အာမင်တင်းနဲ့ကျွန်တော်ခံခဲ့ရတဲ့ဒဏ်ချက်တွေဝေဒနာတွေဆိုတာယေရှုခံခဲ့တဲ့ဒဏ်ချက်နဲ့ချင်းနိုင်လို့မရပါဘူးဒါပေမဲ့ဝမ်းသာစရာကောင်းတာကတော့သူ့ရဲ့ခြေမျက်စိပြန်အားရှိပြီးလမ်းလျှောက်လာတော့လူတွေမြင်တဲ့အခါမှာतू တော့မဟောနိုင်ပါဘူး तू ကတော့ပေတရုလိုဘုရားသုံးပြုတဲ့လူတယောက်တော့မဟုတ်ခဲ့ပါဘူးဒါပေမဲ့သူ့ကြောင့်လူတွေကဘုရားစီကိုရောက်လာပြီးအဲ့ဒီအချိန်မှာပဲပထမချိန်ပြောင်းလဲတော့ကလူ3000ပေတကုတ်တွေနေမှာဒုတိယချိန်ပြောင်းလဲတာကတော့လူတယောက်ရဲ့ခြေမျက်စိအားရှိတာလေးကလူ9000ပြောင်းလဲစေပါတယ်ဒီနေ့သင်မတ်တရက်ပြီး resurrection power နဲ့သင်ဟာမတ်တရက်လာတဲ့အခါမှာသင်ကြောင့်လူ9000ပြောင်းလဲမှာဖြစ်ပါတယ်သင်ကြောင့်သင်မျိုးနွယ်တွေပြောင်းလဲမှာဖြစ်ပါတယ်သင်ကြောင့်သင်တိုင်းနိုင်ငံပြောင်းလဲမှာဖြစ်ပါတယ်ထို့ဘိတ်ကိုယေရှုနာမနဲ့ဆေလို့ပါတယ် hallelujah amen oh praise the lord ဒါကြောင့်မလို့မထင်ရှားသောလေပတ်ခြင်းတွေကထင်ရှားသောပြောင်းလဲခြင်းတွေကိုပြုတရားဖြစ်ပါတယ်အထက်ကနီကောဒင်ကဘုရားစီကိုလာခဲ့တဲ့အရာလေးကြောင့်ဒုတိယမွေးခြင်းကြောင့်ကျွန်တော်အားလုံးနားလည်ရတယ်လောကသားတွေအားလုံးမပြောင်းမပြည့်စည်ဖို့အတွက်ယော36ဆိုတာပေါ်ထွက်လာပါတယ်ဒီနေ့ကျွန်တော်ချေရတဲ့ဆရာဆရာမတွေမှုတော်ဆောင်တွေဘုရားနဲ့ကျွန်တော်တို့အချိန်ယူပြီးတော့ရတဲ့အရာလေးကိုကျွန်တော်တို့ကတိုးပွားစေပြီးတော့ဝေမျှလာခြင်းပဲဖြစ်ပါတယ်ကျွန်တော်တို့ကထူးခြားတဲ့သူတွေမဟုတ်ပါဘူးကျွန်တော်တို့ကဘုရားစီကနေအထံတော်ကနေညတော့ကဘုရားစီမှာအထံတော်တိုးဝင်ပြီးတော့မှဘုရားစီကရခဲ့တဲ့ຢာလေးကိုယူဆောင်လာတဲ့အခါမှာတလောကလုံးပြောင်းလဲဖို့ဖြစ်လာတယ်ဟာလေလုယာတင်တနာမှာထိုကဲ့သို့ဘုရားခင်အသုံးပြုပါစေအာမင် praise the lord ထိုနည်းတူပဲခုနခြေထောက်မတန်တဲ့သူဟာတရောင်းစားဘဝကနေသူပြောင်းလဲသွားတာဒီနေ့သင်ချမ်းသာလာတဲ့အခါသင်အောင်မြင်လာတဲ့အခါသင်တရောင်းစားဘဝကနေပြောင်းလဲသွားပြီးချမ်းသာကြွယ်ဝလာတဲ့အခါသို့မဟုတ်ရင်သင်ပြန်ပြီးမတ်တက်ရက်လာတဲ့အခါမှာထိုရာအဖြစ်ဘုရားဘုန်းတော်ထင်ရှားစေဖို့ပဲဖြစ်ရအောင်အာမင်ကျွန်တော်ဝါကြွားစရာတခုမှမရှိကျွန်တော်ကြောင့်ဘုရားရဲ့ဘုန်းတော်ထင်ရှားတော်သူဖြစ်ဖို့ဘုရားခင်ကောင်းချီးပေးပါစေအနားမှာရှိလို့ပြောအောင်သင်ကြောင့်ဘုရားခင်ဘုန်းတော်ထင်ရှားမယ်လို့ပြောပြပါဦးယောမခန်းကြီး6ငယ်8ကနေ9မှာဗာတွေ့ရလဲဆိုတော့နော်ခရစ်တော်သည်တည်ခြင်းမှထမြောက်တော့ကတည်ခြင်းနဲ့အစဉ်ကင်းလွတ်တော်မူ၏တည်ခြင်းတရားသည်နောက်တစ်ပံကိုတော့ကိုမအုပ်ဆိုးရသည်ကိုထောက်တော်ငါတို့သည်ခရစ်တော်နဲ့တူတည်လျင်ထိုသခင်နဲ့တူရှင်လိမ့်မည် resurrection ဆိုတာကျွန်တော်တို့ to stand to rise to live to jump amen to dance amen တည်တဲ့သူကတော့ဘယ်လိုလုပ်ကနိုင်တော့မလဲဒါပေမဲ့ခြေမျက်စိစွမ်းအားရလာပြီးရှင်မြန်ထမြောက်ခြင်းတကိုနဲ့တခါမှမလုပ်ဘူးတော့ရတယ်လုံနိုင်တော်သူဖြစ်ဖို့ဘုရားသခင်ကောင်းချီးပေးပါစေယောမခန်းကြီး8ငယ်10ကနေ17မှာခရစ်တော်သည်သင်တို့ထဲ၌ရှိတော်မူလျှင်ကိုယ်ကာယသည်အဖြစ်ကြောင့်အသေးဖြစ်တော်လဲဝိညာဉ်မူကားဖြောင့်မတ်ခြင်းကြောင့်အသက်ရှင်လျက်ရှိ၏အာမင်တပုံလေးတပုံကြည့်ရအောင်ဩစတြေးလျနိုင်ငံဘန်ဒီဂိုမြို့မှာအဲ့ဒီမြို့ကအရင်တော့ရွှေထွက်တယ်နောက်ပိုင်းမှာရွှေတွေကုန်သွားတော့ခုစက်ယုံတွေနဲ့အလုပ်ယုံတွေနဲ့မဲလ်ဘုန်းမြို့ကနေ2နာရီလောက်သွားတယ်မြို့တစ်မြို့ဖြစ်ပါတယ်အဲ့ဒီမြို့ကျွန်တော်တို့အင်္ဂလိပ်ထွက်ရင်းနဲ့ကိုမိုက်ကယ်ဆိုတဲ့သူတယောက်နဲ့ကျွန်တော်ခင်ပါတယ်အဲ့ဒီကိုမိုက်ကယ်ကိုပုံလေးကိုပြပေးပါသူကတော့ကြောက်ကလုံးဝအလုံးမလုံးတော့ဘဲနဲ့သူကြောက်ကကအလုံးမလို့တဲ့နေတိုင်းကြောက်ကဆေးရတယ်တရက်ချတော့မဟုတ်နေတိုင်းအစိုးရကသူ့ကိုကူညီပြီးတော့သူကိုယ်တိုင်လဲဝယ်ရတယ် dialysis ဆက်ကြီးကိုသူ့အိမ်မှာထားပြီးတော့နေတိုင်းဆေးရတယ်နေတိုင်းအဲ့လိုဖြစ်လာတာ73နှစ်ရှိပြီတရက်မှနော်နေကောင်းကောင်းမနေရအောင်ကောင်းကောင်းမအေးအောင်မြေတယ်ကျွန်တော်တွားတဲ့ခါမှာဆူတောင်းတယ်ဖခင်ကျေးဇူးတော်ကြောင့်ဘယ်လိုဖြစ်လာလဲဆိုတော့73နှစ်လုံးသူစောင့်ဆိုင်းခဲ့တဲ့ဒိုနာတယောက်သူရခဲ့တယ်အဲ့ဒီဒိုနာနဲ့သူတို့စစ်ဆေးတဲ့ခါမှာယာနှုံးပြည့် match မဖြစ်လို့ဆိုပြီးတော့အိမ်ပြန်လာခဲ့ရတယ်အရန်ဝမ်းနေတယ်ဒါပေမဲ့ကျွန်တော်သူ့ကိုပြောတယ်ကိုမိုက်ကယ်မစိုးရင်လည်းဒီတစ်ခေါက်မကောင်းသေးလို့ဖြစ်လိမ့်မယ်နောက်တစ်ခေါက်ညံဆုံးဆူတောင်းရအောင်ဆိုတော့နောက်တစ်လ2လကျတော့ကျွန်တော်ဖုန်းခေါ်တယ်ကျွန်တော်စင်ကာပူမှာရောက်နေတဲ့အချိန်မှာမနေ့ပြန်မှာ operation လုပ်မယ် transplant လုပ်မယ်ဆိုပြီးတော့ kidney ကိုသူတို့လဲပစ်လိုက်တယ်
လဲတဲ့ခါမှာ DNA ကလည်းအဆင်ပြေတယ်သွေးစစ်တာလည်းအဆင်ပြေတယ်အားလုံးအဆင်ပြေတယ်ဆေးကုတာလည်းခွဲစိတ်တာလည်းအကုန်လုံးအောင်မြင်တယ်သူလည်းပြန်နိုးလာပြီအားလုံးအဆင်ပြေတယ်စက်ကတော့တတ်ထားတာပေါ့ dialysis နဲ့ဒါပေမဲ့ဆရာဝန်ကပြောရဲဆိုတော့အဲ့ဒါကသူ့အမကကျွန်တော်ဖုန်းခေါ်လာပြီဆရာကြီးတဲ့ကျမမောင်ကတော့အချိန်နေမကောင်းဘူးဟာအောင်မြင်တယ်ဆိုဟုတ်တယ်ဆရာဒါပေမဲ့သူ့ကြောက်ကဘာမှအလုပ်မလုပ်ဘူးတဲ့အိတ်နေတယ်တဲ့အဲ့လိုကျွန်တော်ပြောဟာကြောက်ကအိတ်တယ်ဆိုရှိပါဗလားဟုတ်တယ်ဘာမှမလုပ်ချင်ဘူးဆရာတဲ့အဲ့နဲ့ကျွန်တော်တို့ဗီဒီယိုကောနဲ့စင်ကာပူကနေကျွန်တော်သူ့ကိုဗီဒီယိုကောနဲ့ခေါ်ရချိန်မှာရုတ်တရက်ဆုတောင်းဖို့ဘုရားကမပြောဘဲအမိန့်ပေးလိုက်ဒါနဲ့ကျွန်တော်ရုတ်တရက်ရဲရင်ချင်းတဲ့ဗီဒီယိုကနေတော့မှအဲ့ဒီ Michael ရဲ့ kidney ကိုကျွန်တော်အင်္ဂလိပ်လိုအမိန့်ပေးတယ်သူကတော့ကရင်လူမျိုးကျွန်တော်မြန်မာလိုပဲပြောကြတာဒါပေမဲ့ရုတ်တရက်ကျွန်တော်အင်္ဂလိပ်လိုပြော kidney I don't know who was your boss who was your owner but kidney I'm telling you now you belong to Michael because you are donated to Michael तू ကခေါင်းမာနေကျွန်တော်စိတ်ထဲမှာ तू ကပေကက်ကက်နဲ့စိတ်ကောက်နေတယ်လို့ခံစားရတာအဲကြောက်ကက်ကရီစားတော့ကောင်းတယ်ဒါပေမဲ့ရုတ်တရက်ကျွန်တော်ကြောက်ကက်ကိုကျွန်တော်ဆူတာဆုံးမတာမင်းပိုင်ရှင်ဟောင်းကဒီပိုင်ရှင်တစ်ကိုပေးပြီးမင်းပိုင်ရှင်ဟောင်းနဲ့ဘာမှမဆိုင်တော့ဘူးမင်းက Michael အသက်ရှင်တဲ့၍အဲ့ချိန်မှာကျွန်တော်ပြောမလို့စဉ်းစားတယ် Michael မသေးမချင်းမင်းကအလုပ်လုပ်ရမယ်လို့ပြောမလို့ဒါပေမဲ့ဖေက no အပေါင်းလက္ခဏာပဲဝင်ခါမှာ Michael အသက်ရှင်နေတဲ့၍မင်းကအလုပ်လုပ်ရမယ်လို့ကျွန်တော်ပြောတယ် hallelujah ပြောတဲ့အကြောင်းအတူပဲမဲ့တင်ဘလို့ dimension နဲ့ပြောလဲဆိုတာလည်းရေးကြည့်ပါတယ်ပထမကျွန်တော်ပြောမယ့်စကား Michael မသေးမချင်းမင်းအလုပ်လုပ်ရမယ်လို့ပြောတယ်ရုပ်တရက်ဝိညာဉ်တော် no အဲ့လိုမပြောတဲ့ Michael အသက်ရှင်တဲ့၍လို့ပြောတာ hallelujah အဲ့ဒါနဲ့အမိန်ပေးလိုက်တဲ့အချိန်မှာ2 နာရီတွင်းမှာသူ့ရဲ့ကြောက်ကကပြန်ပြီးလှုပ်လာတယ်အခုတော့69%လှုပ်ပြီးတော့ကျမ်းမာပြီးတော့မှအခုနာလေးတွေကျွန်တော်သူ့ကိုပြောတယ်ကိုမိုက်ကယ်ခမည်းအကြောင်းကိုကျွန်တော်ပြောချင်လို့ဓာတ်ပုံလေးပို့ပေးပါဆိုသူချက်ချင်းပဲအခုနာဓာတ်ပုံပို့ပေးဒါသူလက်ရှိအခြေအနေဖြစ်ပါတယ်အာမင် praise the lord ဖျားကြီးရဲ့အင်္ဂလိပ်တရားကိုတည်ဆောင်တဲ့နေရာတိုင်းမှာနမိတ်လက္ခဏာတွေကထင်ရှားလက်ရှိတယ်ဩစတြေးလျမှာမဟုတ်ဘူးရန်ကုန်မှာမုံရွာမှာတင့်နေရာမှာတင့်ဒေတာမှာဖခင်ရဲ့နမိတ်လက္ခဏာတွေခြေမျက်စိမရှိတဲ့လူကခြေမျက်စိရှိလာမယ်ယခုတွင်လေတင်ဟာယောဂတစ်ခုနဲ့လာလို့ဆိုယေရှုရဲ့တန်ချက်တော်ဖြစ်တရားကျမ်းမာလည်းရှိတယ်ဟာလေလုယာတင်နေမကောင်းဖြစ်တယ်ဆိုဒီချိန်ဟာတင်ကျမ်းမာခြင်းကိုရယူမဲ့နေ့ဖြစ်ပါတယ်လက်ခုပ်တီးလက်တီးပြီးတော့ဟာလေလုယာမထင်ရှားတဲ့လေပတ်ခြင်းကထင်ရှားသောຢာတွေကိုဖြစ်စီမှာဖြစ်ပါတယ်နံပါတ်1ယာကုပ်လိုတင်းရဲ့ဘဝတင်းရဲ့ပန်းတိုင်တင်းရဲ့အနာဂတ်တွေဝေဝါးနေပြီးတော့လုံးထွေးပြီးတော့မှကိုရောကျွန်တော်ကိုကောင်းကြီးမပေးဘဲမနေပါနဲ့လို့လုံးထွေးတဲ့ဘဝရောက်နေတဲ့သူဘယ်နှယောက်ရှိသလဲနံပါတ်2ငွေကြေးရစ85ပေါင်မှုတံကိုပေးနိုင်တယ်ဆိုတော့နည်းနည်းရချမ်းသာတဲ့လူမဟုတ်အရန်ချမ်းသာလိမ့်မယ်ငွေကြေးလည်းပြည့်စုံတယ်ဘွဲလည်းပြည့်စုံတယ်ယာထူးလည်းရှိတယ်ဒါပေမဲ့ရောက်ရခတ်နေတော့မယ်ဒီကောတင်ဒီနေ့ဒီမှာရှိတော့စီးပွားရေးလုပ်ငန်းရှင်များပညာရှင်တွေပါမောက္ခတွေနော်အောင်မြင်တဲ့သူတွေဒါပေမဲ့ကျွန်တော်တို့အတွင်းထဲမှာငြိမ်သက်ခြင်းမရှိဘူးဆိုရင် I would like to welcome you ယေရှုနာမနဲ့ကျွန်တော်ဖိတ်ခေါ်ခြင်းပါတယ်နီကောဒင်လိုယေရှုနဲ့အထက်ကညမှာလာတော့နီကောဒင်လိုကိုရောစီကိုတွားရအောင်အာမင်ကိုရောနဲ့တင်းရဲ့ချိတ်ဆက်ခြင်းလူတွေကသိချင်မှသိမယ်သိစရာလည်းမလိုဒါပေမဲ့အတိအဖြစ်အပင်ရဲ့သဘောသိရတယ်နီကောဒင်ကကိုရောလှုပ်တာတွေကျွန်တော်ကြည့်ရခါမှာဖျားလွတ်တဲ့လူမဟုတ်ရင်တော့မလုံနိုင်တဲ့ຢာတွေကိုရောလှုပ်သွားတဲ့အတွက်ကျွန်တော်ကိုရောကိုဆရာလို့ခေါ်မယ်သူဟာဣသရေလနိုင်ငံသူဟာဓမ္မဆရာတယောက်ဖြစ်ပေမဲ့ယေရှုကို Rabbi ဆရာလို့သူခေါ်တာကတော့ယေရှုပြုတော်မူသောຢာတွေဖြစ်တယ်ဒီနေ့ထင်ရှားတဲ့အရာတွေမထင်ရှားခင်မှာတင်တဲ့ဖခင်နဲ့ချိတ်ဆက်ခြင်းကအရေးကြီးဆုံးပဲဖြစ်ပါတယ်ယေရှုစီကိုအထက်ကလာတော့ငါသားအထက်ကလာတော့ငါသမီးလို့ကိုတော့ခေါ်တော်သူကိုဘုရားရှင်ကောင်းကြီးပေးပါစေနောက်ဆုံးအနေနဲ့တော့မျော်လင့်ခြင်းမရှိတော့ချစ်ခြင်းယာကုပ်တို့တခုခုပေးမှလွတ်မလွတ်ဘူးတခုခုပေးမှလွတ်မယ်ဒါလည်းကောင်းပါတယ်ဒါဝိတ်လို့ဂေါလက်ကိုတိုက်ပါရရမလဲရှင်မင်းသမီးတော်နဲ့ရမယ်ဆုလက်ဗန္ဒာတွေအများကြီးရမယ်အခွန်ကင်းလွတ်ခွင့်ရမယ်အေးဒါဆိုရင်ငါဘုရားနာမနဲ့ငါလာတယ်ကွာဆိုသူတတ်လိုက်တယ်နိုင်သွားတယ်တကယ်ပဲဘရင်တမက်ဖြစ်လာတယ်ချမ်းသာတယ်နောက်ဆုံးရှင်မင်းမင်းမှုထမ်းခွင့်ကနေတော့အခွန်ကောက်နေလွတ်တယ်ဘာအတွက်ပေတုကလည်းကိုတော့ကျွန်တော်တို့ကိုတော့နောက်ကိုအကုန်ထားခဲ့ပြီးလက်ခဲ့တယ်ဘာရမလဲလို့မေးခဲ့တဲ့အတွက်ယနေ့ကျွန်တော်တို့ကရဲရင်စွာအမှုတော်အတွက်သာသနာအတွက်ပါဝင်တဲ့ပြန်အစတရားရနိုင်တယ်ဆိုတဲ့ကြမ်းချက်ပေါ်ထွက်လာပါတယ်ပေတိကိုယေရှုတင်ပါတယ်ဒါပေမဲ့ဒီနေ့တော့ကျွန်တော်တို့နီကောဒင်နဲ့အရိမသဲမြို့သားယောသက်လိုဘာမှမလုပ်နိုင်တော့တဲ့ယေရှုရဲ့အလောင်းကိုတပည့်တော်တွေအကုန်လုံးထားခဲ့ပြီးအရေးအကြောင်းဆိုအနားမှာရှိမယ်ဆိုတဲ့သူတွေကတယောက်မှမရှိတော့ဘူးအဲ့ဒီချိန်မှာအရိမသဲမြို့သားယောသက်ကမထင်မရှားယူဒလူကိုကြောက်ပြီးတော့မှယေရှုနောက်ကိုလိုက်တာတော့မှခိုးကြောင်ခိုးဝဲမထင်ရှားလိုက်ခဲ့တဲ့လူကသူ့အတွက်ဘာမှမလုပ်ပေးနိုင်တော့တဲ့အခြေအနေမှာယေရှုရဲ့တပည့်ပါလို့သူ့ကိုသူ expose လုပ်လိုက်တယ်ဒီနေရာမှာယေရှုကိုတိတ်တိတ်လေးယုံကြည်လို့မကျေနပ်တော့ဒီနေ့မတ်တက်ရပြီးလူရှိဖျားရှိခေါင်းကနေမှရှိမှာနှစ်ချင်းခံပြီးဖျားနောက်ကိုလိုက်တော်သူများဖြစ်ဖို့ဖျားရှင်ကောင်းကြီးပေးပါစေနီကောဒင်
နိကောဒေကဒီမာရိကတော့လူစုလူဝေးရှိမုံဆိုတဲ့လူနူတယောက်အိမ်မှာဖာရိရှဲအိမ်မှာရိုက်ခွဲလိုက်တဲ့အတွက်တတိကအရင်ပြန့်သွားတယ်တလောကလုံးပြန့်နှံ့သွားတယ်နိကောဒေကတော့ဘာမှနမိတ်လက္ခဏာမလုံနိုင်တော့တဲ့အခြေအနေရောက်နေတဲ့ယေရှုကိုချစ်လွန်းလို့အကောင်းဆုံးတော့လူတသက်စာတသက်လုံးလုံးမရမယ့်ဝင်ဝင်နဲ့ညီများနဲ့85ပေါင်လောက်ရှိတဲ့အမွေးကြိုင်တွေကိုယူလာပြီးတော့ရှင်ဘင်တယောက်ရဲ့အာတုဘကဲ့သို့လှုပ်ဆောင်ခဲ့တယ်ဒီနေ့ကျွန်တော်နဲ့မိတ်ဆွေကိုဘုရားကစိန်ခေါ်နေတယ်ငါသားငါသမီးတင့်တွက်ငါအသက်ဆွတယ်မင်းငါ့ကိုဘာပြန်ပေးမလဲမင်းတွက်ငါတန်ချက်တွေလန်ချက်တွေရက်ခံမင်းငါတွက်ဘာပေးဆက်မလဲဒီနေ့ငါမင်းတွက်အမြဲတမ်း available ဖြစ်တယ်ယေရှုအိတ်တဲ့အချိန်မရှိဘူးနော်နေရောညအောင်ကျွန်တော်တို့စောင့်ကြည့်နေတယ်ကျွန်တော်တို့ကညအခါမှာတယောက်တည်းရှိတဲ့အခါမှာတင်းဘာနဲ့တင်းရဲ့ stress တွေကိုဖြေဖြောက်တယ်လေဘယ်ຢာတွေကိုကြည့်ပြီးတော့စိတ်ခွန်အားယူနေတယ်လေဘယ်ຢာတွေကိုကြည့်ပြီးမျက်စိအစာကျွေးနေတယ်လေလူကြီးလူငယ်မရွေးဒီနေ့ညမှာဒီနေ့မှာဘုရားခင်စီကိုပြန်သွားပြီးအထက်ကအထံတော်ကိုလာတော့နိကောဒေယေရှုပြုလိုက်ဆိုပါအောင်အထက်ကညအခါအထံတော်တို့လာတော့နိကောဒေဒီခါပြန်ပြောမယ်ဒီခါနိကောဒေမပြောတယ်တင့်နာမည်ပြောရအောင်ဘယ်နည်းတော့သဘောတူလဲဟာလေလုယာအထက်ကညအခါအထံတော်တို့လာတော့ Kairos came hallelujah brother what's your name sorry Hosea အထက်ကညအခါယေရှုစီကိုလာတော့ဒါ Hosea hallelujah God will tell you that he will give you credit when you go to Jesus quietly secretly silently ဘုရားခင်ကိုကျွန်တော်တို့နှိမ်ချစွာနဲ့ဘယ်သူမှသိစရာမလိုဘူးတင်ပွေဖက်လူတွေကတော့မင်းစုမတောင်းလားမင်းဒီလိုဖြစ်တာစုမတောင်းလို့မင်းဒီလိုဖြစ်တာဖခင်နဲ့အချိန်မီလို့တင်းကိုစီရင်ကောင်းစီမယ်ဒါပေမဲ့ကျွန်တော်သိတာတခုကတော့တင်းကိုယေရှုကငါထံလို့လာတော့သူငါဒီလည်းမပဲနိကောဒေကိုမင်းဟာဓမ္မဆရာဖြစ်တဲ့ဒါတော့မသိဘူးလားဆိုရင်မဆူဘူးနော်မင်းမသိဘူးနော်ငါပြောပြမယ်ယေရှုပြောပြလာတဲ့ခါမှာတကဘာလုံးအတွက်ယောဟန်ခန်းကြီး3:16ထပ်ပေါ်လာတယ်ဒီထဲမှာထိုင်နေတဲ့လူတွေထဲမှာကျွန်တော်တို့ထဲမှာဖခင်နဲ့ကျွန်တော်တို့ချိန်ယူတဲ့အတွက်တကဘာလုံးကိုတုံလုံးစေမယ်မြန်မာနိုင်ငံကြီးကိုပြောင်းလဲစေမယ်ကျွန်တော်တို့အတိုင်းကိုပြောင်းလဲစေမယ်ဖခင်ရဲ့ဖွင့်ပြချက်ကိုရမယ့်သူတွေဒီမှာထိုင်နေကြတာဖြစ်တယ်ဟာလေလုယာ oh praise the lord hallelujah hallelujah ဒါကြောင့်မလို့မထင်မရှားနောက်တစ်ခါပြောချင်သေးတယ်ကျွန်တော်နောက်လိုက်ဆိုပေးပါအထက်ကညအခါအထံတော်တို့လာတော့ကိုယ့်ရဲ့နာမည်အော်ပါမတူလေတိပချာတဲ့ကိုယ့်နာမည်အော်ပါမတူလေဟာလေလုယာဘွဲတွေလည်းမလိုပါဘူးပညာရှင်လည်းရှိမှရှိမယ်ငွေချင်းလည်းရှိမှရှိမယ်ဒါပေမဲ့ကျွန်တော်တို့ဒီနေ့စုပ်ကန်ရမှာကတော့ညအခါအထံတော်တို့လာတော့